ကိုယ့်ကိုဒီနေ့မမကအင်္ဂလိပ်စာတန်အတွက်သင်ပေးမယ်အေးဒါလေးကို English လို့ ear လို့တန်ထွက်တယ်ဘယ်လိုတန်ထွက်လဲ ear ear ဟေး ear ရဲ့ရှေ့မှာ b လေးထည့်လိုက်မယ်ဆိုရင်ဘယ်လိုတန်ထွက်လဲbeer beer no မှားတယ် bear bear အော်ဟုတ် now ear ရဲ့ရှေ့မှာ f ကိုထည့်လိုက်မယ်ဆိုရင်ရော fair မှားတယ် fear fear လို့တန်ထွက်ရတယ်ဟင်ဟုတ်ဒါဆိုရင် ear ရဲ့ရှေ့မှာ p ဆိုတဲ့စလုံးလေးထည့်လိုက်မယ်ဆိုရင်ဘယ်လိုတန်ထွက်လဲfear peer peer no pear လို့တန်ထွက်တယ် pear pear တေချာမှတ်နော်ဒါဆိုဒီစလုံးကိုလည်းထွက်ကြည့်လိုက်အောင်hair no here here လို့တန်ထွက်ရတယ်ကိုယ့်ရဲ့ဟုတ် here နောက်မှာဒီလေးထည့်လိုက်မယ်ဆိုရင် hit heart သင်တော့